ဒီမှာနေထုံးနိုင်နဲ့တွေ့နေပြီနော်ကြာခင်မန်းလေးမှာတွေ့မယ်အသေးလေးပဲအသေးလေးပဲသူကချုပ်ကိုကတော့ဖိုးဝါရော်လေးနဲ့တွေ့တယ်ကျွန်တော်ကိုကြီးကကျွန်တော်ကျွန်တော်ကမိုးလေး तू ကကျွန်တော်စသည်တော့ तू ကလုံးဝဖျဲဂျုံနေရောထိုးမှာဆိုင်ကယ်တွေနဲ့ဗာဒီမြစ်တွေကိုကြော်သိတယ်မဟုတ်လားအဲ့လိုမျိုးတွေလောက်တာဆိုကျွန်တော်အပြင်မှာကျွန်တော်မေးတာပေါ့နော်ဟိုကိုလိုတကယ်တိုင်းဘက်ကိုဒီတိုက်ကွမ်ဒိုတွေဗာချတက်လာကျွန်တော်မေးတာဆို तू ကကျွန်တော်ပြောတယ်ဟုတ်ငါမချတက်ဘူးလေငါကြတာမဟုတ်ဘူးတဲ့ဟိုဒီဘက်အပိုင်းနေတော့ तू သိတယ်ပေါ့နော်သူကဒီတိုင်းပဲတရုပ်ဆောင်ပေးတာ तू entertain လုပ်ပေးတာသူရဲ့ fighting stand ဖွဲ့တာတီးတန်တက်ရှိတယ်ဆိုဟိုကိုနေတို့နိုင်လောက်တာဘာတွေကောင်းလဲဆိုတော့အတွေ့အကြုံတွေအများကြီးရတယ်ပညာတွေအများကြီးရတယ်ပြီးတော့ဟိုကျွန်တော်တို့ကသူ့ရဲ့အငယ်ဖြစ်တော့လေကျွန်တော်ဆုံးမသွန်သင်ပေးတာဟာလေးလည်းအများကြီးရပြပါမီးလောဝါတိုင်းရတယ်အဲ့ပညာရေးမှာသင်ခဲ့မီးလောဝါတိုင်းသင်ခဲ့တယ်ပေါ့ဘာညာပါနော်ဘယ်လိုလိုမျိုးတယောက်ထင်လဲဆိုတော့ကျွန်တော်တို့ကတိတယ်လေဆိုတော့သူရတဲ့ budget နဲ့သူအဲ့ဒီခေတ်အခါကဒီလိုမျိုး CGN နေလည်းမရှိဘူးအဲ့ဒီခေတ်အခါမှာသူ့ရဲ့စိတ်ကူးကသူကဒီဟန်မျိုးတွေသူလုပ်ပြချင်တာသူ့ရဲ့အခက်အခဲကဘာလဲဆိုတော့ဒီလိုမျိုး CGN နေမထွန်းကားသေးဘူးသူတို့ဒီ budget ရှိတယ်ပြီးတော့ဒီသူတို့ရိုက်ကွင်းရဲ့အခြေအနေကလည်းဘယ်လိုတွေရှိမှမသိဘူးပေါ့နော်ဆိုတော့သူ့ရဲ့လုပ်ချင်တဲ့ဟာလေးကိုပုံဖော်ပေးတာပေါ့နော်ဟိုသူများတွေနဲ့ကွဲထောက်သူကလည်းဒီဘက်ကဒီ fighting သမားဆိုတော့ကွဲထွက်အောင်လုပ်ပေးတယ်ဆိုတော့ vibe လေးပေါ့နော်ဟိုကျွန်တော်တို့အဲ့လိုမျိုးသူလုပ်ချင်တဲ့ဟာလေးကိုပြိတ္တကိုချပြရတယ်လို့ပဲကျွန်တော်တို့မြင်ပါတယ်ကျွန်တော်ဝေအချက်ပေါ်ပါ